Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုကတော့ဒီကတာနိုင်ငံမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဘာဘာသာစကားကိုအသုံးပြုလဲပေါ့နော်သူ့နိုင်ငံကအာရဗစ်လူမျိုးတွေနေကြမို့လို့အာရဗီဘာသာစကားကိုအသုံးပြုတယ်ဒါပေမဲ့နိုင်ငံခြားသားတွေအများကြီးရှိတဲ့နေရာအလုပ်သမားနိုင်ငံခြားသားတွေအများကြီးရှိတဲ့နေရာမို့လို့ဒုတိယ language အနေနဲ့ကြတော့အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုပါတယ်ကတာနိုင်ငံရဲ့လူဦးရေဆိုလို့ရှိရင်ပေါ့နော်ခက်မှန်းချေအားဖြင့်ဆိုလို့ရှိရင်ဒီ2.9 တန်းကနေပြီး2.9 တန်းကြားရှိတယ်။ဒါပေမဲ့ကာတာလူဦးရေကာတာနိုင်ငံသားစစ်ကဆိုလို့ရှိရင်3 သိန်းလောက်ပဲရှိတယ်။ဆိုလူဦးရေရဲ့10%ကနေပြီးတော့15%လောက်ပဲရှိတာပေါ့နော်။ကာတာမှာနိုင်ငံခြားသားအလုပ်သမားအရန်များတယ်။နီပေါတို့လို့ရှိရင်အိန္ဒိယတို့ပြီးဘင်္ဂလားဒေ့ရှ်ဖိလစ်ပင်းအဲ့လိုလူဦးရေပေါ့နော်ဒီပါကစ္စတန်အဲ့လိုလူဦးရေအရန်များတယ်အိန္ဒိယလူမျိုးတွေလည်းရှိရပေါ့နော်အားကြောင့်မို့နိုင်ငံခြားသားအလုပ်သမားတွေများတဲ့ကြောင့်မို့လို့ဒီဘာသာစကားကိုသူတို့အမျိုးမျိုးပြောဒါပေမဲ့အဓိကကျတော့အာရဗီဘာသာစကားပြောရင်ပြောအာရဗီဘာသာစကားကကျတော့ရုံးပိုင်းလို့ပေါ့သူတို့ရဲ့ရုံးပိုင်းစာရစာတဲ့ကိစ္စပေါ့ဒါပေမဲ့အင်္ဂလိပ်စကားကိုကျယ်ပြန့်စွာအသုံးပြုတယ်အင်္ဂလိပ်စကားပြောတတ်မယ်ဆိုလို့ရှိရင်ကာတာနိုင်ငံမှာအလုပ်လုပ်လို့ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်